ဒီအကျဉ်းထောင်မှာအကျဉ်းသားတစ်ယောက်တည်းအတွက်အဆောင်1000တောင်ထားပေမဲ့လုံလောက်မှုမရှိခဲ့ပါဘူးပထမဆုံးနေ့မှာတင်ဒီအကျဉ်းသားဟာမြေအောက်လိုင်ကူတစ်ခုတူးပြီးထွက်ပြေးသွားခဲ့ပါတယ်ဒါပေမဲ့ထွက်ပြေးရတာအရန်လွယ်ကူလုံးနဲ့လို့သူယူဆတာကြောင့်အဖမ်းပြန်ခံပြီးနေရန်အထူး1မီတာရှိတဲ့တံမဏီတီးတန်းတိုက်ထဲမှာထည့်ပေးဖို့တောင်းဆိုခဲ့ပါတယ်ဒီတစ်ခါတော့ရဲတွေကသူ့လုံးဝထွက်မပြေးနိုင်တော့ဘူးလို့ယုံကြည်နေကြတာပါဒါပေမဲ့သူဟာဖုန်းကြီးတစ်ပါးအဖြစ်ရုပ်ဖြတ်ပြီးထပ်မံထွက်ပြေးသွားခဲ့ပြန်ပါတယ်သူ့ရဲ့ပရိယေတွေကိုစိတ်ကုံသွားတဲ့ရဲတွေကသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုတန်ကြိုးတွေနဲ့တုံနှောင်ပြီးပစိဖိတ်သမုဒ္ဒရာတွေကကျွန်းငယ်လေးတစ်ခုပေါ်ကိုပို့ဆောင်လိုက်ပါတယ်ပြီးတော့သူတည်တဲ့အထိစောင့်ကြည့်ဖို့အတွက်တင်းကျပ်တဲ့အရာရှိတဦးကိုလည်းတာဝန်ပေးခဲ့ပါတယ်အရာရှိကသူ့အတွက်နေတိုင်းအစားအစာတွေလာပေးပေမဲ့အကျဉ်းသားကတော့စားဖို့ငြင်းဆန်ခဲ့ပါတယ်တလကြာတဲ့အခါမှာတော့သူဟာအားရင်ချိနေပြီးတေခါနီးအခြေအနေကိုရောက်ရှိလာပါတယ်ဒါကိုမြင်တဲ့အရာရှိကအခန်းတကားဖွင့်ပေးဖို့စဉ်းစားမိပေမဲ့ဒါဟာလှည့်ကွက်တစ်ခုဖြစ်နိုင်တယ်ဆိုပြီးနောက်ထပ်တစ်ရက်ထပ်ဆောင်ကြည့်ခဲ့ပါတယ်အကျဉ်းသားဟာတကယ်ပဲတေဆုံးသွားပြီလို့ထင်ရတဲ့အချိန်မှာတော့အရာရှိကတကားဖွင့်ပြီးဝင်ကြည့်လိုက်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကကျမ်းပြင်ပေါ်ကအလောင်းဟာပကြီးကားတစ်ချက်ဖြစ်နေတာပါအားလုံးဟာအကျဉ်းသားရဲ့အစီအစဉ်တွေပဲဖြစ်ပါတယ်သူဟာအစားအစာတွေကိုဆေးရောင်ဖြစ်သုံးပြီးသူ့ရဲ့သပင်တွေကိုတော့စုပ်တက်အဖြစ်သုံးခဲ့ပါတယ်အရာရှိအိပ်ပျော်နေတဲ့ညတိုင်းမှာသူဟာကျမ်းပြင်ပေါ်မှာသူ့ရဲ့တေဆုံးနေတဲ့ပုံကိုအသက်ဝင်အောင်ဆွဲခဲ့တာပါတကားဟာသူတေမှသာပွင့်လာမှာဖြစ်တဲ့အတွက်ဒီလက်ကွက်ကိုသူအသုံးချသွားခဲ့တာပါနောက်ဆုံးမှာတော့အကျဉ်းသားဟာအရာရှိကိုအခန်းထဲမှာပိတ်လောင်ထားခဲ့ပြီးအောင်မြင်စွာထွက်ပြေးသွားနိုင်ခဲ့ပါတော့တယ်